ခုကိုအရန်ချစ်လို့လက်လို့ရတဲ့မျိုးကြုံဖူးကြလားအဲ့ဒါကလေလက်လို့ရတာဟာရက်ဆက်ရှင်မဟုတ်ပဲနဲ့လေကိုအရန်ချစ်လို့ဖိရတာပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်Full Perspective Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုအေစုဖတ်ထားတဲ့စာအုပ်တအုပ်အကြောင်းကိုပြပြချင်ပါတယ်ရှင်အဲ့ဒီစာအုပ်ကဘာလဲဆိုတော့99စနေရေးသားထားတဲ့နှလုံးသားနဲ့မှာပွင့်တဲ့ပန်းဆိုတဲ့စာအုပ်အကြောင်းဖြစ်ပါတယ်ရှင်ဒီဇလန်တူအကြောင်းကဘာလဲဆိုတော့သူ့ရဲ့ခေါင်းစဉ်ကပန်းကလေးတပွင့်ရဲ့အလဆိုတဲ့အကြောင်းဖြစ်ပါတယ်ရှင်ဒီဇလန်မှာဆိုရင်စက်ကောင်2ယောက်အကြောင်းပြပြချင်ပါတယ်သူကပထမတယောက်ကကြတော့ပန်းကလေးတပွင့်ရဲ့ဒုတိယတယောက်ကကြတော့ပန်းကလေးကိုချစ်တဲ့မင်းကလေးတယောက်ရဲ့ပြီးတော့မှတေလူနေဆဲဖြစ်တဲ့အချိန်မှာမင်းကလေးဟာပန်းလေးကိုမြင်ပြီးတနာစိတ်ဝင်လာတာနဲ့အင်ကိုတဲလာပြီးတော့မှတတိတခြားလေးကိုရေလောင်းတယ်ပြုစုတယ်ပေါ့နော်ဒါပေမဲ့သူဘလောက်ပဲကယူဆိုင်ဘလောက်ပဲပြုစုပန်းကလေးဟာလမ်းမလာပဲနဲ့လေသူပုံမျိုးသွားတာကိုကောင်မလေးတယောက်ကတတိထားမိလာတယ်အဲ့ဒီအချိန်မှာတယောက်ကသူ့ကိုတတိပေးစကားပြောလိုက်တယ်ပေါ့နော်နင်ပန်းကိုချစ်တယ်ဆိုပြီးတော့မှပန်းအိုးထက်ကိုပိတ်လောင်ထားတာလားပန်းကိုချစ်တာမဟုတ်ဘူးအဲ့ဒါပန်းကိုပိုင်ဆိုင်ချစ်တဲ့နှစ်အတာပဲဒီစကားကိုကျမတော်တော်လေးကိုစဉ်းစားမိသွားတယ်ပေါ့နော်ကျမတို့တွေဟာချစ်တယ်ဆိုတဲ့ခေါင်းစဉ်ကိုတက်ပြီးကိုဖြစ်ရှင်တာကိုတစ်ဖက်လူအပေါ်မှာဖိအားပေးနေသလားဒါမှမဟုတ်ကိုယ့်ရဲ့အနီးအနားမှာချစ်သလားဆိုတာကိုမကအတွေးဝင်သွားတယ်ပေါ့နော်နောက်ဆုံးမှာတော့မင်းကလေးဟာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဘယ်လိုမျိုးဆုံးဖြတ်ချက်ချလိုက်တယ်လဲဆိုတော့သူ့ကိုဒီကိုယ့်ရဲ့နားမှာမထားတော့ဘဲနဲ့သူချိတဲ့နေရာသူတို့ပန်းတွေချိတဲ့နေရာမှာသူ့ကိုပြန်ပို့ပေးလိုက်တယ်အနေ့မှာသူလန်းဆန်းနေတာကိုတွေးတော့ကျမအရန်ကိုကျင်납ပီတိဖြစ်ရပါတယ်ဒါဟာစစ်မှန်တဲ့ချစ်ချင်းဆိုတာလွတ်ပေးနိုင်ခြင်းဆိုတဲ့တက်တည်တစ်ခုပြလိုက်တာပါပဲရှင်ဒီဇလန်ကနေကျမတို့ဘာတင်ခန်းစာရလိုက်တယ်လဲဆိုရင်ပထမတစ်ချက်ကဘာလဲဆိုတော့ချစ်ချင်းဟာပိုင်ဆိုင်မှုမဟုတ်ဘူးအဲ့ဟာကဘယ်လိုမျိုးပုံစံလဲဆိုတော့ကိုမျက်စိရှိမှချိနေမှမဟုတ်ဘူးကွာသူကောင်းမှုနေဖိုးကပို့ပြီးတော့မှအရေးကြီးတယ်တရားတစ်ခုကဘာလဲဆိုတော့လွတ်ပေးခြင်းဟာလဲကိုငင်ချင်းတစ်မျိုးပဲတတရားတစ်ခုကလက်ခံနိုင်တဲ့တတိဆိုတာတင်ခန်းစာရလိုက်ပါတယ်ရှင်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူအားလုံးကျမတခုမေးရှင်းပါတယ်အဲ့ဒါဘာလဲဆိုတော့တင်ရောချစ်လွန်းလို့လက်လို့ရတာမျိုးကြုံဖူးကြလား comment ထဲမှာမျှဝေပေးသွားပါအောင်ရှင်ဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးเนาะနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်ရှင် bye bye